ဟုတ်တယ်တစ်ခေါက်တော့အဲ့လိုပဲအိမ်ငိုက်တဲ့လူတယောက်ငရဲကြမဲ့လူမတရက်သူမကြောက်ဘူးမတရက်ပဲကြာတယ်ခါမတရက်လို့လားအားလုံးတိုင်းနဲ့သူတယောက်တည်းရက်ဘာပြောတာလဲဘီယာလူဘာဖြစ်တာငရဲကြမဲ့လူရက်ခိုင်းတာအော်အိမ်ငိုက်နေတာကဲအဲ့တော့မနေ့ကဘာတင်လဲမနေ့ကသေခြင်းမနှမျိုးနံပါတ်1သေခြင်းကပါဘာလဲဝိညာဉ်သေခြင်းဆိုတာဖယားနဲ့အဆက်ပြတ်ဒုတိယတစ်ခုကဘာလဲခန္ဓာသေခြင်းဆိုတာငရဲကြတာမဟုတ်လားဟုတ်လားမဟုတ်ဘူးဘာလဲဝိညာဉ်နဲ့ခန္ဓာနဲ့အဆက်ပြတ်သွားတာဟုတ်လားဟုတ်ပြီနောက်တစ်ခုကဘာလဲထာဝရသေခြင်းဆိုတာဘာလဲဝိညာဉ်ကအရေးသွားတာအဲ့ဒါထာဝရသေခြင်းယေရှုအဲ့ဒီသေခြင်း၃မျိုးထဲမှာဘယ်နှမျိုးဆက်သွားလဲဘယ်နှမျိုးလဲ၃မျိုးဆုံးပထမဆုံးသူဆက်တာဘာလဲဘာလဲဝိညာဉ်သေခြင်းဆက်တာဘယ်လိုထင်ရှားလဲဘုရားယနာလွဲသွားတယ်โอเคခန္ဓာသေခြင်းရောကားတိုင်းမှာသက်ဆွတ်တယ်ထာဝရသေခြင်းရောသူဝိညာဉ်ပဲသွားလဲမရဏသွားလားသွားလားသွားတယ်ဒါကြောင့်ဒီလောက်ထိကျွန်တော်တို့ကိုမဆတဲ့ဘုရားချစ်တဲ့ဘုရားကျေးဇူးပြုတဲ့ဘုရားဖြစ်တယ်နော်အဲ့တော့တကယ်ပဲဘယ်ဘာသာမှမဆက်ဘူးကျွန်တော်တို့အပြစ်ကြောင့်ခံရမယ့်ဟာဘယ်ဘာသာမှမဆက်ဘူးဘယ်ဘာသာမဆိုကောင်းတယ်ကောင်းတယ်ဘာသာအားလုံးကောင်းတယ်ဒါပေမဲ့မဆက်ဘူးဗုဒ္ဓဘာသာကောင်းတယ်ဟိန္ဒူမွတ်စလင်ခရစ်ယာန်အားလုံးကောင်းတယ်ဒါပေမဲ့ဘယ်ဘာသာမှမဆက်ဘူးယေရှုကြတော့ဘာသာလားမြတ်တာကိုယ်တိုင်ခံလားကိုယ်တော်ခံလားဟမ်ကိုယ်တိုင်ခံလားကိုယ်တော်ခံလားကိုယ်တော်ခံပြီးတာဟုတ်လားမဟုတ်လားအေးဒါကြောင့်ဒီလောက်ကြီးမားတဲ့မြတ်တာနဲ့ချစ်တဲ့ဖခင်အဲ့တော့တချို့လူတွေငရဲကြတာဟာဖခင်သခင်ကငရဲပို့တာလားကိုယ်တိုင်ကရွေးချယ်တာလားကြပြောဖယားဘသူကိုမှတယောက်တလေကိုမှငရဲမပို့ဖယားမပို့ကဲပြီးသားချစ်လို့ကဲပြီးသားဘာကြောင့်ငရဲသွားလဲဆိုတော့ဖယားပို့တာကိုဟာကိုရွေးချယ်တာအပြစ်ရှိလို့ငရဲသွားလားကဲတာကိုလက်မခံလို့ငရဲသွားတာကဲပြောကဲတော့လက်မခံလို့သွားတာလေအပြစ်ရှိလို့မှမဟုတ်တာအားလုံးဆက်ပြီးပြီလေယေရှုကဘာပြစ်လဲအကုန်ဆက်ပြီးပြီကဲတော့ပါလေလက်မခံလို့ငရဲသွားတာဟုတ်လားမဟုတ်လားအဲ့ဒါကိုနားလည်ဖို့လို့အခုဒီနေ့နောက်တဲ့သင်ခန်းစာတစ်ခုနော်နောက်တဲ့သင်ခန်းစာတစ်ခုသွားမယ်ဒါလည်းဝန်တာဆရာကောင်းတယ်စုံလဲကလထိုင်လို့ပဲဒါမျိုးကတော့ရှားတယ်နေရာတကမှမတွေ့ရဝန်တာလေကဲအခုစုံလဲကလထိုင်လေနဲ့ကျမ်းစာကပြောမြင်ဖြစ်သွားโอเคကောင်းပြီကြည့်မယ်ဘာအကြောင်းလေးလာမလို့ဂလာတိ6ဂလာတိခန်းကြီး6အပိုင်းငယ်9တွေ့လားဂလာတိ6 9ကိုဖတ်ရအောင်ဂလာတိ6 9တွေ့ဖတ်ကြည့်အောင်နောက်တစ်မျိုးလောက်ရတယ် thank you ဂလာတိ6 9တွေ့ပြီလားကဲတွေ့ရင်ဖတ်ကြည့်အောင်
မျိုးစိတ်ကျဲသည့်အတိုင်းအသီးနှံကိုရိပ်ရလိမ့်မည်ဖယားကတဲ့မထီမဲ့မြင်ပြူတာမခံဖယားချစ်တဲ့ဖယားနော်ခွဲလွတ်တဲ့ဖယားနော်တနာတဲ့ဖယားနော်ဒါပေမဲ့မထီမဲ့မြင်ပြူတာကိုတော့အာမခံဘူးပလေဖယားကခွဲလွတ်တဲ့ချစ်တယ်ဆိုပြီးတော့ဖယားခင်ကိုဟလားကြိုက်တယ်လို့လို့နောက်ကျင်တယ်လို့နောက်ပြောင်းကျင်တယ်လို့ပြောင်းကဲရဲ့ကျင်တယ်လို့ကဲရဲ့ဒါမျိုးရမလားမရဘူးမရဘူးမရဘူးဖယားကိုသွားမဆန်းနဲ့ဖယားမရဘူးမထီမဲ့မြင်ပြူတာတော့ရမလားမရဘူးတိုက်တန်တဲ့သင်္ဘောအားလုံးသိပြီးသားဟုတ်လားသင်္ဘောနစ်သွားတယ်မဟုတ်လားကဲအဲ့ဒီသင်္ဘောနဲ့ပတ်သက်လူကြီးကသင်္ဘောအရာရှိပါပြောလဲဖယားတခင်နေရင်တော့သူ့သင်္ဘောကမနစ်ဘူးဖယားဖြတ်တော့မပြတ်ဘူးတဲ့သူ့သင်္ဘောကြီးကျယ်လိုက်တာနော်ကြီးကျယ်လိုက်တာမုံတိုင်းတိုက်တောင်ခါနိုင်တယ်ဆိုတော်သေးတာပေါ့သူကလည်းပြိုင်စရာရှားလို့ဖယားနဲ့မှသွားပြောရတယ်ဖယားတခင်ဖြတ်ရင်တော့သူ့သင်္ဘောမပြတ်ဘူးနောက်เสียလားဖယားကိုမထီမဲ့မြင်လောက်เสียလားအဲ့ဒါနောက်ဆုံးအပေါ်မှာရေခဲနေတယ်ဟုတ်လားပင်လယ်မှာသွားရင်းနဲ့ရေခဲနေတာကြည့်လိုက်တော့သေးသေးလေးပင်လယ်ရဲ့အောက်မှာကြောက်ရေခဲဆောင်အကြီးကြီးသွားတိုက်ပြီးသိလိုက်တဲ့အချိန်မှာသင်္ဘောက꿰လို့မရတော့အရှိန်လွန်သွားပြီမရတော့တိုက်ပြီးအကုန်သိကုန်တကယ်ဆိုမဖြစ်သင့်ဘူးဒါပေမဲ့ဖယားကိုမထီမဲ့မြင်ပြုတဲ့စကားပြောလားအေးအဲ့ဒါပဲအားလုံးသိပြီးသားပဲကြည့်ဖယားမထီမဲ့မြင်ပြုတာခံလားမခံဘူးဒါကြောင့်ဒီနေ့ရောက်လာတဲ့မိဘညီကိုမောင်နှမများဖယားနဲ့ပတ်သက်ရင်ဘာမလုပ်ရဘူးလဲမထီမဲ့မြင်မပြုရဘူးမပြုရဘူးဖယားကိုမထီမဲ့မြင်မပြုနဲ့ဥပမာမယုံကျင်လဲရတယ်မယုံနဲ့ယုံကျင်လဲရဖျားကြောင့်တက်ချင်လဲရတယ်မတက်ချင်လဲရတဲ့ကိစ္စမရှိဘူးအလုံးငွေထဲချင်လဲရတယ်မထဲချင်လဲရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့အရေးကြီးတာကဖယားကိုမထီမဲ့မြင်မလုံးနဲ့ဟုတ်လားမဟုတ်လားဒါအရေးကြီးတယ်ကျွန်တော်အဖြစ်ပြက်လေးတစ်ခု CD ခွေတစ်ခုမှကြည့်လိုက်ရ VCD ခလေးမလေးတယောက်ကခရီးသွားတငယ်ချင်းနေနဲ့ဒါအင်တာနက်ထဲမှာရှိတယ်လေအဲ့ဒီအကြောင်းညာခလေးမလေးခရီးသွားသူ့အမေကအဲ့ခလေးမလေးကိုပြောလိုက်အိမ်လေးကထွက်လာပြီဖယားသခင်သမီးတို့နဲ့အတူရှိပါစေပြောလိုက်သမီးလုံးတဲ့လူကဘာပြောလဲဆိုဖယားသခင်လိုက်ချင်ရင်နေရာမရှိတော့ဘူးတဲ့နောက်ကအဖောင်းမှပဲရတော့မယ်တဲ့ပစ္စည်းထဲတဲ့အဖောင်းအဲ့မှာပဲရမယ်ဒီမှာလူပြည့်ပြီရှေ့မှာလည်းပြည့်ပြီအလယ်မှာလည်းနောက်တန်းလည်းပြည့်ပြီလိုက်ချင်ရင်နောက်ကအဖောင်းထဲမှာပဲလိုက်ခဲ့တော့ဖယားကိုမထီမဲ့မြင်လို့လားလို့တဲ့အဲ့ဒီကားသွားတာမကြောက်တရင်ရောက်လာတယ်ကားတိုက်တယ်ကားပေါ်ကလူတွေသိကုန်အခုနသမီးလေးလည်းသိသွားတယ်တစ်ပင်တစ်ခုဝင်တိုက်တာအရှိန်ဘလောက်ပြင်းသလဲဆိုကားတစ်ခါတည်းပုံပါပြထားတယ်ခြိုက်သွားတယ်ကားခြိုက်သွားတာအကြီးကျယ်ဒါပေမဲ့ရဲကအဲ့ဒီရဲတိုက်ဖို့မယုံကြည်နိုင်ဘူးဒီလောက်ခြိုက်သွားတာလူလည်းသိတယ်လူဒီလောက်သိတာအဲ့လောက်ခြိုက်မှတော့သိပြီပေါ့ဒါပေမဲ့မယုံနိုင်ဘူးဘာကြောင့်လဲဆိုနောက်ဖုံးကိုဖွင့်ကြည့်တော့ကြက်ကိုအကတ်ထည့်ထားတယ်အဲ့ကြက်ကိုတစ်လုံးမှမကွဲဘူးကြက်ကိုမကွဲဘူးဒါတကယ်ဖြစ်တာကိုအင်တာနက်မှာတင်ထားတယ်လေဘာဖြစ်လို့ကြက်ကိုမကွဲလဲ तू ပြောတဲ့စကားရှိတယ်ဖယားသခင်လိုက်ချင်နောက်ဖုံးမှပဲရတယ်မပြောတတ်ဘူးဘုရားသခင်ကအဲ့နောက်ဘုံကနေပါသွားလာပြောခြင်းတဲ့အဓိပ္ပာယ်ကကြောက်တော့မကွဲဘူးတွေ့လားဖယားကိုဘဝမှာနေရာပေးလိုက်ဘလောက်အန္တရာယ်နဲ့ကြုံဘုရားသခင်တာဝန်ယူတယ်ဟာလေလုယာချစ်တော်ကြီးကိုမောင်နှမဖယားကိုခမည်းရဲ့ကဏ္ဍဘယ်ကဏ္ဍမှာဖယားကိုအပ်တဲ့ကဏ္ဍမှာဘုရားသခင်တာဝန်ယူတယ်အိမ်တော်ရင်းမှာအပ်လာသူတာဝန်ယူလိုက်မယ်အလုပ်ကိစ္စခမည်းမအပ်ရင်ခမည်းသဘောအလုပ်ကိစ္စအပ်မလားသားသမီးကိစ္စအပ်မလား
မကြမ်းပါတဲ့ပြဿနာကိုအနံ့ကျင်တာလားဆရာဝန်လက်လျှော့လိုက်တာကိုဖယားခင်ကိုအမှန်လားပြောဖယားကသူ့သင်အပ်တဲ့ကဏ္ဍအားလုံးဖယားခင်တာဝန်ယူတယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်ပြောခြင်းတယ်ဖယားကခွင့်လွတ်တဲ့ဖယားချစ်တဲ့ဖယားတော့ဟုတ်တယ်ဒါပေမဲ့မထီမဲ့မြင်ပြုခြင်းကိုမခံဘူးမခံဘူးတချို့ကပြောတယ်မင်းတို့ဖယားမလွယ်ပါလားတချို့ကဖယားဆိုတာတဲ့ဘာပဲလုပ်ခံပေါ်တဲ့ဘာမှပြန်မလုပ်သင့်ဘူးတဲ့ကျွန်တော်ကလည်းပြောလိုက်ငါတို့ကိုးကွယ်တဲ့ဖယားဘာလုပ်ခံရအောင်ခတ်ထုံဖယားမဟုတ်ဘူးလို့မှန်တာလုံသမျှခံရအောင်ခတ်ထုံဖယားမဟုတ်ဘူးလုံသမျှခံတာခတ်ထုံဖယားခတ်ထုံမဟုတ်ဘူးအာမင်ရှင်းလားသူ့ဘဝနဲ့သူ့အတ္တပါပေးအောင်ချစ်တာဘယ်လိုဘုရားထင်တယ်ဒါပေမဲ့မထီမဲ့မြပြူခြင်းကိုခံမလားမခံဘူးတော့ဖယားကိုတော့မစော်ကားနဲ့မရဟုတ်လားမဟုတ်လားဒါကြောင့်မလို့ဒီနေ့နားလဲသိခြင်းနဲ့လူဟာမျိုးစစ်ကျဲတဲ့အတိုင်းပါဖြစ်မလဲအသီးနဲ့ရိပ်ရကြည့်မယ်မျိုးစစ်ကျဲအသီးသီးပါဖြစ်မလဲရိပ်ရမျိုးစစ်ကျဲတဲ့အသီးသီးတဲ့ရိပ်ရမကျဲပဲနဲ့ဖြစ်မကျဲရင်သီးမလားဘာမှမကျဲပဲသီးမလားဘယ်တော့မှမသီးဘူးမတ်တာဘာမှမကျဲပဲယုံကြည်ခြင်းနဲ့ထိုင်ဆောက်မြတ်ပဲနှုတ်ဟုတ်လားမဟုတ်လားစဉ်းစားကြည့်လေဘာမှမကျဲတာဘယ်လိုလုပ်ရိပ်ရမလဲဟုတ်လားမဟုတ်လားဒါကြောင့်ဘဝအတ္တမှာကျဲပါလို့ရမလဲမဟုတ်ကျဲတီးမယ်ရိတ်ကိုပဲတွေးနေတာနင်းတဲ့ဘာလဲတီးခိုင်းလို့ခလေးတယောက်ကဘာပြောလဲဆရာရဲ့တဲ့အဖေကျဲတာပဲတဲ့တမီးမကျဲနဲ့အဖေရဲ့ကွက်မှာဝင်ရိတ်နေတယ်ဒီမှာကျဲရင်ကျဲသလားတီးသလားတီးချင်မှတီးလားဟမ်ကျဲလိုက်တီးလားကျဲပြီးမတီးတာရှိလားရှိတာပေါ့ကျဲလိုက်တီးတာမလို့မြေလေးမျိုးရှိတယ်ယေရှုပြောထားတာဘယ်မြေမှာကျဲမှများတီးလဲဘယ်မြေလဲကျဲရင်လည်းရှောက်မကျဲအောင်မြေလေးပါလေကြည့်အောင်တခါတည်းကတ္တရာလမ်းမှာမျိုးစစ်သွားကျဲတော့သိမလားဘယ်သိမလဲကျဲရင်လည်းမြေကိုကြည့်ပြီးတော့မှကျဲဟုတ်လားမဟုတ်လားတချို့တွေဖျားเจ้าလာရင်လည်းအလူငွေတဲ့ထဲမွဲသွားတယ်တိုက်ဆိုင်ရင်ခွင့်လို့ဆရာပြောတော့ရိပ်ရမယ်ဆိုလေကျဲကလေးကသူ့ဖျားเจ้าကလမ်းမြေဖြစ်နေတာဘယ်တော့မှနှုတ်ကပတ်တော့မပေးဘူးနာမည်ပဲဖျားเจ้าဝေငှလိုက်ပြီလားဆိုရင်ငါတို့လူမျိုးတွေကဘာမှဘယ်နှယောက်ရှိပြီအဲ့ဒါနှုတ်ကပတ်တော့လားအခုငါတို့ရွာမှာဆိုရင်ငါတို့ထဲတဲ့အလူငွေနဲ့ရေအားလျက်စစ်လှုပ်လိုက်ပြီးထပ်ထဲကြဆေးရုံစောက်တော့မယ်အဲ့ဒါနှုတ်ကပတ်တော့လားရေအားလျက်စစ်လှုပ်တာလည်းမမားပါဘူးဆေးရုံစောက်တာလည်းမမားပါဘူးနားလေရမှာကနှုတ်ကပတ်တော်ဝေငှတဲ့ဘုရားကျောင်းမှာကျဲအာမင်လူမျိုးရေးဂိုင်းကနရေးမှာသွားမကျဲနဲ့ကောင်းသောမြေဆိုတာနှုတ်ကပတ်တော်နဲ့သွားတဲ့နေရာကိုပြောတာဟုတ်လားမဟုတ်လားအဲ့ဒါအရေးကြီးတယ်ကဲအခုရှေ့ဆက်သွားမယ်အဲ့တော့မြေရွေးပြီးတော့မှကျဲရတယ်ဓမ္မရိပ်ရဟုတ်လားမဟုတ်လားကောင်းပြီအဲ့ဒီအကြောင်းသင်မှာမဟုတ်ဘူးတခြားအကြောင်းသင်ဟုတ်ပြီနော်အဲ့ဒီအကြောင်းကိုတခြားအကြောင်းသွားမယ်အဲ့ဒါနဲ့ဆက်ပြီးတော့ကဲကြည့်မယ်မျိုးစေ့လို့ပြောရင်အမျိုးမျိုးရှိမျိုးစေ့အမျိုးရှိဒါကြောင့်မလို့ကြည့်ရရေစကြည်လ29အပိုင်ငယ်18ကိုကြည့်ရေစကြည်လ29အပိုင်ငယ်18
ရေစကြည်လ29အပိုင်နဲ့78တွေ့လားကဲတွေ့ရင်ဖက်အချင်းလူသားအချင်းလူသားအဘလောရှိဘေးဒီဘုကနေတာသူစိတ်ရဲ့သူမျိုးတည်းနာဘာတော့ဆိုရယ်အားလုံးညီတဲ့အတွက်ကျေးဇူးတင်တယ်ကဲလိုက်ဆိုအချင်းလူသားဘာပုလို့ရှင်ဘရင်နေဘုက နေသာသည်သူဤစစ်သူရဲတို့အားသူဤစစ်သူရဲတို့ကိုတူတူမျိုးတစ်ဖက်၌ညာစွာသောအမှုကိုဆောင်ရွက်စေပြီးစစ်သူရဲတိုင်းကောင်းတုံးပြီးပခုံးလဲပွန်းပြီးတို့ရာတွင်ရှင်ဘရင်နှင့်စစ်သူရဲတို့သည်တူတူမျိုးတစ်ဖက်၌အမှုဆောင်ရွက်ခါကိုထိုမျိုးတွင်မခံရကြကကြည်တူတူမျိုးတစ်ဖက်မှာအမှုဆောင်တယ်ကြည့်နော်အမှုဆောင်တာဘာမှလဲအမှုဆောင်တာဘာမှလဲတူတူမျိုးတစ်ဖက်မှာအဲ့ဒီတူတူမျိုးတစ်ဖက်မှာအမှုဆောင်တော့အဲ့ဒီမှာအခါရလားရလားမရဘူးအမှုဆောင်နဲ့အခါမရအခါကိုထိုမျိုးမှာမရဘူးမှတ်ထားမယ်နော်တကယ်အမှုဆောင်လားသူတို့တကယ်အမှုဆောင်လားပင်ပန်းလားဓမ္မခေါင်းလဲတုံးပြီးပခုံးလဲပွန်းပြီးအဖိုးကစပယ်ရှယ်ပေးတာအမှုဆောင်တာနဲ့ပတ်သက်ရင်အဲ့ဒီလူတွေဟာအကြီးကျယ်ဖိုးကပေးတယ်ပခုံးပွန်းခေါင်းတုံးကြီးကျယ်ပေးတယ်ဒါပေမဲ့တကယ်လက်တွေ့ကြတော့အခါရလားမရဘူးသူတို့တကယ်လုံးလားမင်းမတကယ်လုံးလားထပ်မင်းမအောင်မြင်လားဟမ်သူတို့အမှုဆောင်တာအောင်မြင်လားမအောင်မြင်ဘူးလားအောင်မြင်တယ်ကောင်းတာပါဇက်ကတော့အောင်မြင်တယ်မအောင်မြင်ရကောင်းတယ်ကလဘီယာတက္ကစီဒရိုင်ဘာလို့ဖြစ်ကလဘီမှာဟုတ်ကဲ့ဆိုတာမျိုးလုပ်တာတက္ကစီအားလားဆိုနောက်တော့သွားလို့မအောင်ဆိုတော့နောက်တစ်စီအားလားဒါဆိုသွားဘေးကလူကကျွန်တော်လာပြတယ်နစ်ပါခေါ်တာတက္ကစီအဲ့ဒါဆိုစီးပါလား तू ကမအားဘူးပြောတာကလဘီမှာဒါမျိုးလုပ်တာအားတယ်ကျွန်တော်အိန္ဒိယရောက်တော့အဲ့လိုကြုံတယ်ဒါကြောင့်အခုအမေရိကရောက်တော့လူတွေကြည့်တော့လေကလဘီရောက်သူဖြစ်အောင်လားအောင်တယ်ကဲမအောင်မြင်ဘူးလားအောင်မြင်လားအမှုဆောင်တာအောင်လားအခါရလားအမှုဆောင်တာအောင်လားအခါရလားမရအောင်မြင်တယ်နော်အခါမရအောင်မြင်ဖို့အရေးကြီးတယ်အောင်မြင်တဲ့အခါမရတော့ဖျားပါလောက်လေကြည်အပိုက်ငယ်16ဖတ်လိုက်ဆိုတော့ဖြစ်၍အရှင်ထာဝရဘုရားမိန့်တော်မူသည်ကအေဂုတုပြည်ကိုဘာပုလုံရှင်ဘုရင်နေဗုခဒ်နေဇာအားငါပေးမိကကြည်အဲ့ဒီမှာတော့ဟိုဘက်မှာမရဘူးဘယ်မှာသွားရလဲဘာရလဲအမှုဆောင်ခါအေဂုတုမှာရတယ်ပြန်ပြောဗမာရလဲအေဂုတုမှာရတယ်မှတ်ထားပါသင်ကဖယားနဲ့ပတ်သက်ရင်မမှန်ကန်လှုပ်เสียရှိတာလှုပ်တာလှုပ်တဲ့နေရာရမှာလားတနေရာရမှာရမှာကဲပြော
ဒီမှာလောက်ဒီမှာရမှာလားတနေရာရမှာရမှာလားဒါပဲအရေးကြီးတာသင်ခံရမယ့်အခအဖထံတော်မှာရှိဖို့အရေးကြီးအာမင်ဒါပဲလေသင်လောက်တာအဲ့ဒီမှာမရဘူးနော်ဒါပေမဲ့ဖယားသခင်ရှင်မှာသင်အခါရှိလားရှိရင်လိန်လို့ရမလားနတ်ဆိုးဖြောက်လို့ရမလားလုံးဝမရဘူးဖယားသခင်အထံတော်မှာရှိတယ်တနေရာမှာတော့ဖယားသခင်ကိုပေးလိုက်တယ်အာမင်အဲ့ဒါပဲကျွန်တော်ကနော်ဝေးသွားတယ်နော်ဝေးသွားတော့ကော်ဖီတောက်ချင်တယ်ဆိုလေစိတ်မှာကော်ဖီတောက်မယ်လို့တော့ပတ်စံပြီးတော့သူကလေအဲ့ကော်ဖီဆိုင်ကပတ်စံနဲ့မရောဘူးတဲ့ဟာပတ်စံနဲ့မရောပါနဲ့ရောမာစတာကတ်ပါလားတဲ့ဗီဇာကတ်ပါလားတဲ့မာစတာကတ်ဖြစ်ဗီဇာကတ်ဖြစ်ပါမအဲ့ဒီကတ်နဲ့ပတ်စံပေးရတယ်တဲ့ဒီလို cash pay မယူဘူးတဲ့ဟဲ့ကော်ဖီတောက်ချင်တာရောအဲ့တောက်ချင်ရင် cash ပါမှရ cash နဲ့မရဘူးဗီဇာကတ်နဲ့မှရဟာဒုက္ခပဲဗီဇာကတ်လည်းမပါဘူးလေငါတို့ကဗမာပြည်ကလာဘယ်လိုလုပ်ဗီဇာကတ်သုံးလဲဟိုမှာအရင်ကမသုံးဘူးအခုတော့စသုံးအဲ့ဒါနဲ့ကော်ဖီအနံ့ပဲရှူပြီးပြန်သွားဒါနဲ့ဩစတြေးလျရောက်တော့ဩစတြေးလျမှာပြောပြတငယ်ချင်းကဒါနဲ့ကတ်လုပ်ပေးလိုက်အော်စီယာကတ်ပတ်စံကတ်လုပ်ပေးလိုက်ဗီဇာကတ်ဒါနဲ့ရတဲ့ပတ်စံအမှထည့်လိုက်ကတ်ထဲပါအခုနော်ဝေးပြန်ရောက်တော့အဲ့ဒီဆိုင်ကိုပြန်သွားသမီးလို့ဟိုတကောက်အဖေကိုကော်ဖီဝယ်တောက်တာမယောင်းတဲ့ဆိုင်လို့သမီးနဲ့သွားပြီးမှအဲ့မှာသမီးပါတောက်တယ်တောက်စားကတ်ပါလားအဲ့ဒီကတ်ထဲကပတ်စံဗမာထဲတာလေအော်စီမာထဲတာနော်ဝေးမှာလာထုတ်တော့ရလားဖြေလေရလားရတယ်လေဘယ်နဲ့မရနော်ဝေးရောက်တော့အိုက်ကတ်နဲ့ထည့်လိုက်ကြားတဲ့လောက်ယူလိုက်ပြီးပြီအမေရိကမှာဆန်ဖရန်မှာရေတောက်ချင်ဆိုင်ရလည်းမရှိရေတောက်ချင်ပါဆိုဆိုင်မရှိတော့ဟိုမှာကပ်ပြားထိုးတဲ့ပြည့်ရေဘူးဝယ်လို့ရတဲ့ဆိုင်တွေးအတော်ပဲရေဘူးသွားနေကပ်ပြားထိုးထဲလိုက်ပြီးပြီရေဘူးကြလာသူဘယ်လောက်နှုတ်လိုက်လဲမသိဘူးရေဘူးကြဖို့ရေးကြည့်ရေဘူးယူလိုက်ပြီးပြီသူလိုချင်တဲ့ပတ်စံတစ်ချက်ခွဲလာပြီးယူလိုက်ပြီးကပ်ပြားပြန်ထုတ်လိုက်ရတယ်ဒီပတ်စံဗမာထဲလဲအော်စီမာထဲတော့နော်ဝေးရောက်တော့သုံးလို့ရလားအမေရိကရောက်တော့ရလားရတာပဲကြည့်အရေးကြီးတာဒီထဲမှာရှိထားဖို့အရေးကြီးဟုတ်လားသင်ဘယ်နေရာရောက်သင်ခံစားရမယ်ကောင်းကြီးမင်္ဂလာကအဖရှိမှရှိထားရင်သင်ဘယ်ရောက်ရလားအရေးကြီးတာအဖရှိမှသင်ခံစားရမယ်ကောင်းကြီးမင်္ဂလာရှိထားဖို့လိုတယ်အာမင်အခုဒီမှာလေသူအမှုဆောင်တာဘာမှလဲဘာမှဆောင်တာလဲသူတို့မျိုးတစ်ဖက်မှာဆောင်တော့အဲ့ဒီအခါဘာမှရှိလဲဖြေလေဖယားသခင်ရှင်မှာပြောဘာမှရှိလဲသူတို့ဘာမှဆောင်လဲသူတို့မျိုးတစ်ဖက်မှာအဲ့အခါဘာမှရှိလဲဖယားမှာရှိလားရှိတယ်ရှိရင်အဲ့ဒီမျိုးမှာမရရင်လည်းတနေရာမှာရလားဘယ်မှာသွားရလဲဒါပဲပေါ့ဘာမှမျိုးစစ်မကျဲထားရင်ဘယ်မှာသွားရလဲဟုတ်လားမဟုတ်လားဥကပ်ပြားရှိတယ်လေကပ်ပြားဘာမှမထည့်ထားဘူးအော်စီမှာဘာမှမထည့်ထားပဲနဲ့ဒီကော်ဖီဆိုင်မှာလာထိုးတဲ့ဘာထွက်မလဲဘာမှမထွက်ဘူးတုံးလေးကထွေးကပ်ပြားပါပြိုသွားမယ်ဗန်းလူလေကြလို့မရဘူးမှတ်တာနော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဟာဘုရားသခင်အရှင်းမှာကိုခံစားမယ်အခါရှိဖို့လိုလားအဲ့ဒါအရေးကြီးတယ်ဒါအရေးကြီးဆုံးပဲဒါကြောင့်ဘုရားသခင်ရှင်းမှာကိုခံစားမယ်အခါရှိဖို့အ
သက်တာကိုအနံလှုပ်ဆောင်ပါဝင်ဟုတ်လားမဟုတ်လားဒါဆိုရင်ကိုယ့်အခဘုရားခင်ရှိမှရှိရင်အချိန်ပြည့်ကြလားမလားပိတ်ရမရှိဘူးဘုရားသခင်ရှိရကောင်းကြီးရပိတ်ရနားရမရှိဘူးဟုတ်လားမဟုတ်လားတော့သူကြနေမှာပဲဘုရားသခင်ပေးနေမယ်ဟာလေလုယာဒါကိုနားလည်ဖို့လိုတယ်ဒါပေမဲ့ကျဲတဲ့အခါမှာအဲ့ဒီမျိုးစေ့က3မျိုးရှိဘယ်နှမျိုးလဲ3မျိုးအဲ့ဒါကိုကြည့်အောင်ဟောရှေနာဂတိကျမ်းဟောရှေနာဂတိကျမ်းကိုသွားမယ်ဟောရှေနာဂတိကျမ်းအခန်းကြီး30အပိုင်းငယ်73အခန်းကြီး30အပိုင်းငယ်73ကိုဖတ်မယ်ဟောရှေ3073တွေ့လားစာမျက်နှာ96ကျမ်းစာအုပ်ကိုင်တဲ့သူတွေအတွက်ဖုန်းနဲ့ iPad ကိုင်တဲ့လူကတော့မပြောတတ်ဘူးတွေ့ပြီလားဟောရှေ30အငယ်73တွေ့ရင်ဖတ်သင်တို့သည်လူဆွေမျိုးစီကိုကျဲလို့၍လက်တော်တာအစ္စလာမ်ကိုရရတဲ့ဘုရားကမြေနာကိုဆက်ရတယ်။ဒါမှမဟုတ်ဒီလိုချင်းကိုအောင်ဒီမဲ့သားတော်တော်ရေးလို့တော့ဘုရားဟုတ်ပြီလိုက်ဆိုသင်တို့သည်ဒုစရိုက်မျိုးစေ့ကိုကျဲလို့၍လဲထွန်သောကြောင့်အပြစ်စပါးကိုရိပ်ရကြ၏မုတာအသီးနှံကိုစားရကြ၏ကျွန်တော်ဖတ်မယ်ပြီးမေကိုမေးမယ်မှန်အောင်ပြေကျွန်တော်အရင်ဖတ်မယ်နားပဲတောင်းနော်ပြီးမေကိုမေးမယ်သင်တို့သည်ဒုစရိုက်မျိုးစေ့ကိုကျဲလို့၍လဲထွန်သောကြောင့်အပြစ်စပါးကိုရိပ်ရကြ၏မုတာအသီးနှံကိုစားရကြ၏မေးမယ်ဘာမျိုးစေ့ကျဲလဲပြောဘာမျိုးစေ့လဲဒုစရိုက်မျိုးစေ့ဒုစရိုက်မျိုးစေ့ကျဲတယ်ဟုတ်ပြီလားကဲမေးမယ်ဘာမျိုးစေ့ကျဲလဲဒုစရိုက်မျိုးစေ့ကျဲတော့ဘာစားလဲဟမ်ရှင်းလေရဘလုံးနဲ့တော့တိတိကျကျပြေကျွန်တော်တကပြန်ဖတ်ပါရိတ်တယ်ငယ်ငယ်တော့အဲ့လိုပဲကျောင်းဆရာစီမှာစာသွားဆိုရတဲ့နေရာတော့တေချာဆိုတယ်ကျစစ်သားဒီဘယ်ပွဲမှာဘယ်သူနဲ့တိုက်ခိုက်ပြီးမရတဲ့ဆရာလည်းကြီးမှာထိုးကြောင်ပြန်စားတာအဲ့လိုမလုံးနဲ့ဖမ်းမယ်သင်တို့ဒီဒုစရိုက်မျိုးစေ့ကိုကျဲလို့၍လေထွန်သောကြောင့်အပြစ်စပါးကိုရိပ်ရကြ၏မုတာအသီးနှံကိုစားရကြ၏ဘာမျိုးစေ့ကျဲဘာရဘာစားရဘာလဲမုတာအသီးနှံပြောပါလဲမုတာအသီးနှံစားရတယ်မုတာအသီးနှံစားရတယ်ဆိုတာဘာလဲအဓိပ္ပာယ်ဟမ်မုတာအသီးနှံစားရတယ်ဆိုတာဘာလဲလူလိန်ခံရတယ်ပြန်ပြောမုတာဆိုတာလိန်နာမုတာအသီးနှံကိုစားရကြ၏ဆိုတာသူများလိန်နာခံရတယ်ဘာလဲလူလိန်ခံရတတ်တယ်ပြောပါလေဘာကျဲလဲဒုစရိုက်မျိုးစေ့ကျဲတော့သူများသူ့လိန်နာတရက်ခံရတာဗောအဲ့ဒါပဲလူလိန်ခံရတယ်အဲ့ဒါပဲဘဝမှာဝိညာဉ်ရေးရမှာဘာမျိုးစေ့မကျဲရဘူးလေဒုစရိုက်မျိုးစေ့မကျဲနဲ့ဘဝမှာရေးကြည့်တယ်ဖျားမကြိုက်ဘူးနှုတ်ကပတ်တော်နဲ့စန့်ကျင်ပြီးမှကျဲတဲ့ဟာမျိုးမလုံးနဲ့ဒုစရိုက်မျိုးစေ့ကျဲရင်
တင်းမှာရှိတဲ့ဗန္တာတင်းမှာရှိတဲ့အချိန်တင်းမှာရှိတဲ့ဝမ်းမြောက်ခြင်းဘာခံရမလဲလူလိမ်ခံရလိမ့်အဲ့ဒါတတိထားဟုတ်လားမဟုတ်လားအေးသူများကိုလိမ်စားသွားတာဟာအလိမ်ခံရအောင်ကျွန်တော်မိတ်ဆွေတယောက်ခဏအလိမ်ခံရဘာလို့လဲဆိုသူကိုယ်တိုင်ကလည်းလေအမြဲတမ်းသူ့တတ်တာလေမျိုးစစ်ကျရင်ဒုစရိုက်တယ်ဖယားမကြိုက်တဲ့အသက်တာကိုလေအမြဲသူအသက်ရှင်ဖယားမကြိုက်တဲ့အသက်တာဘာလို့လဲဘုရားကြောင့်မလားအော်ခေါင်းကိုက်ကိုပြီးလဲပြီးတော့ခောက်ဆွဲဆိုင်ဖွဲ့ပြောပါလားရိုးရိုးသားသားဒီနေ့ခောက်ဆွဲဆိုင်ဖွဲ့နေမပြောခေါင်းကိုက်လို့ဒါမျိုးစစ်ဒုစရိုက်မျိုးစစ်ဒီနေ့ဓမ္မရှိတဲ့ညီကိုမောင်နှမဘဝမှာဒုစရိုက်မျိုးစစ်မကျဲဘူးလို့ဝိညာဉ်ရေးရဖယားနဲ့ပတ်သက်အင်းသက်လိုက်အလင်းထဲမှာပဲရှင်းရှင်းလင်းလင်းပြောမဟုတ်ရင်မဟုတ်ဟုတ်ရင်ဟုတ်တယ်ဒါပဲဟုတ်လားမဟုတ်လားသဘောပေါက်လားအေးရှင်းရှင်းလင်းလင်းပြောဒါပဲဒီလူမျိုးဆွဲတယ်နော်မဆွဲပါဘူးတကယ်လားနည်းနည်းတော့ဆွဲတော့မလုံးနဲ့အမှန်တိုင်းဝက်ကဟုတ်တယ်ငါတို့ကလူမျိုးဆွဲတယ်နေဂိုင်းဆွဲတယ်နော်ဟုတ်တယ်ဂိုင်းဆွဲတယ်ဝန်ခံဖယားသခင်ရှေ့မှာမညာနဲ့အရှိကိုအရှိတိုင်းဝန်ခံတကယ်ဝိညာဉ်ပိုင်းဆိုင်ရာမှာလုံနေတာတစ်ခုပြောနေတာတစ်ခုမလုံနဲ့ဒုစရိုက်မျိုးစစ်သဘောပေါက်လားသဘောပေါက်လားဟုတ်တယ်စေဖို့တဖို့လည်းမထဲပဲနဲ့ရှိတာအများကြီးနည်းနည်းလေးပဲစေဖို့တဖို့ပုံနဲ့သွားထည့်ဟုတ်လည်းမဟုတ်ပဲနဲ့မထဲကျင်မထဲနဲ့ထဲကျင်ထဲဒါပေမဲ့မလိန်နဲ့ဘာလဲမလိန်နဲ့ဟုတ်လားမဟုတ်လားအေးအဲ့ဒါအရေးကြီးတယ်မလိန်နဲ့အဲ့ဒါပါဝင်စရာရှိပါဝင်ထဲတာနည်းနည်းလေးဆိုတဲ့တခြင်းကဘာလဲရှိသမျှဆုံး၍အကျွေထည့်ပြီးတော့ဗျာတိုက်ဆိုင်ရင်ခွင့်လို့ခလေးတော်သိတယ်တကြက်တန်ရဲ့အမေးတဲ့သိမ်းထားလိုက်ရအောင်တဲ့တနည်းကွနေနေကြထဲရမေးမားပြီးတော့အကြီးကောင်ထဲမိပါလားတခါတည်းတရားတဲ့နဲ့မားထဲမိတဲ့နေဒေါသတွေထွက်ဝိညာဉ်ရေးရမှာဘာမလုပ်ပါဘူးလဲဒုစရိုက်မျိုးစေမလိန်နဲ့ဝိညာဉ်ပိုင်းဆိုင်ရာမှာအမှန်တိုင်းပဲဖယားသခင်ရှိမှာအမှန်တိုင်းကိုခံဟုတ်လားမဟုတ်လားအေးတရားနာလိုက်ခွင့်လွှတ်ကြတယောက်နဲ့တယောက်အာမင်အာမင်ပြီးလဲပြီးအာမင်ခေါ်ရင်လည်းအနောက်ကတယောက်ကိုဒေါကန်ဖယားကြောင့်တစ်ကြောင်းလုံးသူခွင့်လွှတ်နိုင်တယ်အဲ့ဒီအနောက်ကတယောက်ကလွဲသူကအဲ့တော့အမှန်တိုင်းဝန်ခံခွင့်လွှတ်ကြဟုတ်တယ်ဘုရားသခင်သိတယ်အဲ့တယောက်ကိုခွင့်မလွှတ်နိုင်ဘူးအဲ့ဒါအမှန်ပဲဘုရားသခင်ဒီနေ့ကျမကိုပြောနေတာသိတယ်ကျွန်တော်ကိုပြောနေတာသိတယ်ကျွန်တော်ကလည်းလေတကဘာလုံးချင်းချင်းမှအဲ့တယောက်တော့လုံးဝမချစ်နိုင်ချင်းအောင်ထားတာကြားလာပြီလမ်းမှာတွေ့တော့မှမကောင်းတတ်လို့ပြုံးချင်တယ်မထင်နဲ့ဖယားလည်းသိတယ်ကိုလည်းသိတယ်ဒါပေမဲ့လေဘုရားကြောင့်မှသိတယ်မလားခွင့်လွှတ်ကြပါလို့အာမင်ဟာလေလုယာကြီးကျယ်ဟုတ်တယ်မဟုတ်ပဲနဲ့တကယ်ဆိုဝန်ခံပါလားဟုတ်တယ်အဲ့ဒါငါ့ကိုပြောတာအဲ့ဒါငါမားတယ်ဟုတ်လားမဟုတ်လားသဘောပေါက်လားအေးအဲ့တော့ဒုစရိုက်မျိုးစေ့ဆိုတာဖယားသခင်တင့်ကိုပြောပြီးပြီတင်သိရဲ့ဒါနဲ့တင်နားမထောက်ပြန်ပြောမယ်ဖယားသခင်ကိုစကားပြောပြီးပြီတင်သိရဲ့ဒါနဲ့နားမထောက်တင်သိတယ်ထပ်ပြီးပြောစရာမလိုတင်သိတယ်အဲ့ဒါသိရဲ့ဒါနဲ့တင်နားမထောက်တာသိနဲ့တင်စော်ကားနေတာမိဘကိုယိုသေးစွာပြုသိတယ်မိဘကိုဆက်ရှင်နဲ့အောက်ယိုသေးစွာပြုမပြောဘူးမရတော့ပေတဲ့အထစ်ယိုသေးစွာပြုရမှာမိဘခမည်းသက်ဆက်ရှင်နဲ့ဒီပဲမိဘမဟုတ်ဘူး
ခမရဘလောက်အသက်ကြီးကြီးမိဘကမိဘပဲဒါပေမဲ့အမေရိကရောက်တဲ့အခါကျ16နှစ်အောက်မှာပဲညှို့သေးခြင်းနဲ့16နှစ်တောင်မပြည့်သေးဘူးသူရိုက်ငါရိုက်ပြစ်လိုက်လာမပြောနဲ့ရဲခေါ်လိုက်သိတယ်ကိုကကိုဟာငါမားပြီနှုတ်ကပတ်တော်ကဒီလိုပြောတယ်ဒါပေမဲ့ငါစိတ်ထဲမှာခံယူထားတဲ့အားနဲ့လွဲနေတယ်ငါမားတယ်ဝန်ခံသိရသားနဲ့နှုတ်ကပတ်တော်ကပြောတာကိုနားလေရသားနဲ့မသိကြဟန်ဆောင်နေတာနှုတ်ကပတ်တော်ပြောတာကိုကြားရသားနဲ့ချိုးပေါက်နေတာကိုဘာခေါ်လဲဖယားလိုတော်ကိုသိရသားနဲ့မထီမဲ့မြင်လုံနေတာကိုဘာခေါ်လဲအဲ့ဒီဒုစရိုက်မျိုးစေ့ကျဲရင်မြတ်ပြောဒုစရိုက်မျိုးစေ့ကျဲရင်မုဒ္ဒတိနာစရာပါလေလူလိန်ခံရမယ်အဲ့ဒါပဲအမေရိကမှာရောလူလိန်နေရှိလားရှိလားရှိတာပေါ့အများကြီးပဲအများကြီးပဲဆရာပြောသလိုဆိုရင်ငါယောက်ျားများဖြစ်နေမလားမသိပါဘူးအဲ့လိုလဲမစိုးလို့ဘူးတိုက်ဆိုင်ရင်ခွင့်လို့တချို့တွေလည်းဖယားနဲ့ပတ်သက်ရင်ဒုစရိုက်ပြုတာဟုတ်ပြုတော့ယူလိုက်တော့သူအမြဲတမ်းအလုပ်ပို့အလုပ်ပြန်ကြိုးပြန်ပို့ပြန်ကြိုးဘုရားကြောင့်တက်ကားမောင်းပို့ပြန်ကြိုးတပြားမှမပေးနဲ့အဲ့ဒါနဲ့ပဲအိုးရုပ်ကလည်းချောစကားပြောလဲတိုးတိုးလေးရင်ရင်ချင်းချင်းနဲ့ဆိုတော့ယူလိုက်တာခလေးတယောက်မွေးပြီးမှပြီးတယ်ရွာမှာသူ့ခလေးက3ယောက်ပဲတွားရောအရင်ကနေပြောတော့လူလွတ်ဆိုမရတော့ဒီမှာလဲခလေးတယောက်ရသွားပြီဘယ်နဲ့လို့တိုက်ဆိုင်ရင်ခွင့်လို့ဥပမာပြောတာရွာမှာဘယ်နှယောက်ဒီရောက်တော့လည်းမသိလူမျိုးလိုလိုအပြိုလိုလိုအယမ်းမေးစိတ်ဆိုးတဲ့ဖယားကြောင့်ပြောင်းသွားရောတိုက်ဆိုင်ရင်ခွင့်လို့ရှင်တော်ကြီးကိုမောင်နှမအဲ့ဒါလဲအလိန်ခံရတာတစ်မျိုးပဲဟုတ်လားမဟုတ်လားအေးရတယ်ငါလွဲပေးမယ်ပတ်စံပေးရတယ်ငါလွဲပေးလိုက်မယ်ငါလွဲတဲ့နေရာနည်းနည်းပူရတယ်ဆိုဝမ်းတာတာပေါ့$1ကိုဗမာငွေဘယ်လောက်ပူရတယ်ဆိုတော့$9,000လွဲမယ်ဆိုမနည်းဘူးအများကြီးပူရအောင်စုပြီးမှပေးလိုက်တာပေးပြီးကြတဲ့သူနဲ့အဆက်အသွယ်ကိုမရှိတော့ဘူးပျောက်သွားတော့ဖုံးဆက်လဲအဲ့ဒီကောင်ကသူမသုံးတော့ဘူးသွားရောအဲ့ကြမှာပတ်လက်လန်ရောအလိန်ခါရတာရှိလားအေးဒီမှာအများကြီးပဲနီလန်းအမျိုးမျိုးနဲ့လူလိန်ခံရတတ်တယ်ဟုတ်လားမဟုတ်လားအေးဘာကြောင့်လဲဘာမျိုးစိကျဲလဲဒီနေ့ရောက်လာတဲ့မိဘညီကောင်မောင်နှမများဘာမကျဲအောင်လဲဒုစရိုက်မျိုးစိကျဲရင်လူလိန်ခံရတတ်တယ်ကျမ်းစာကပြောပြီးသားဖယားပြောပြီးသားဆိုတော့ဖယားမကာကွယ်ဘူးမှတ်တာဖယားပြောပြီးသားဟုတ်လားမဟုတ်လားဖယားကသူ့လမ်းကြောင်းထဲမှာပဲသူကာကွယ်တယ်အပြင်ဘက်မှာမကာကွယ်ဘူးပြန်ပြောမယ်ဖယားဘက်မှာကာကွယ်လဲသူ့လမ်းကြောင်းထဲမှာပဲသူကာကွယ်တယ်ဥပမာပြောပြမယ်ဣသရေလလူတွေအဂရုပီယာထွက်လာတယ်နေတအားပူတယ်ဒါပေမဲ့မိုးတိမ်ရှိတယ်မိုးတိမ်အောက်မှာနေရင်နေပူလားမိုးတိမ်အောက်ကထွက်သွားရင်ဘာဖြစ်လဲပူရောဒါဆိုဖယားကမကွယ်ကာတာလားကွယ်ကာတဲ့အောက်ကသူထွက်သွားတာလားပြောဒါပဲညဆိုအရန်ချမ်းတယ်ပေသွားလိုက်မယ်အဲ့လောက်ချမ်းတာချမ်းပြီဆိုရင်အဲ့ဒီမိုးတိမ်ကမီးတိုင်ပြောင်းသွားရောနှွေးသွားတယ်အဲ့ဒီမီးတိုင်အောက်ကသူထွက်သွားရင်အဲ့ဒါအေးပြီဒုက္ခရောက်တယ်ဒါဆိုဖယားကသူ့ကိုအနှွေးတက်မပေးတာလားဖယားပေးတဲ့အောက်ကသူထွက်သွားတာလားဒါပဲအဲ့တော့ဖယားကလူတိုင်းကိုကွယ်ကာတဲ့စနစ်ရှိလားရှိတယ်အဲ့စနစ်အောက်ကတင်ထွက်သွားရင်ဖယားတင်းနောက်ကိုလိုက်ပြီးမကွယ်ကာဘူးတဘောပေါက်လားအေးအဲ့တော့ဖယားတင်းကိုဒုစရိုက်မျိုးစိမကျဲခံဒါပေမဲ့တင်းကျဲရင်ဘာခံရမလဲဒုစရိုက်မျိုးစိဆိုတာကပြောပြီးပြီဖ
ရားပြောတာကိုကြားရဲ့သားနဲ့နှုတ်ကပတ်တော်ကပြောနေတာကိုသိရဲ့သားနဲ့ကျမ်းစာဖတ်ရင်ဖရားဖော်ပြနေရဲ့သားနဲ့ဖရားကြောင့်တဲ့ရင်နှုတ်ကပတ်တော်ကြားနေရဲ့သားနဲ့သိရဲ့သားနဲ့နားမထောင်တာသိရဲ့သားနဲ့ဝမခံတာအဲ့ဒါပါလေအဲ့ဒါပါလေအဲ့ဒါဒုစရိုက်အဲ့ဒါဒုစရိုက်ဟုတ်လားမဟုတ်လားအေးအဲ့တော့ဒုစရိုက်မျိုးစေ့ကျဲရင်ဘာခံရမလဲလူလိမ်ခံရတတ်တယ်ဟုတ်လားမဟုတ်လားဒါကြောင့်အရေးကြီးတယ်ဒုစရိုက်မျိုးစေ့ဘာမလုပ်နဲ့လဲမကျဲနဲ့ဟုတ်တယ်မလားဒုစရိုက်မျိုးစေ့မကျဲနဲ့ဒါအင်မတန်အရေးကြီးတယ်အမေရိကရောက်တော့လူတယောက်ကိုပြောပြကျွန်တော်ပြောတယ်သူကမယုံကြည်သူကနေပြောင်းလဲတခြားဘာသာနဲ့ခရစ်တော်ကိုယုံတိတ်အုံတွေဒီအာတန်ယေရှုကြောင့်ပြောတော့တိတ်အာတန်သူ့ပြောတယ်ကျွန်တော်မယုံကြည်သူမိန်းကလေးတယောက်နဲ့သူကြိုက်ကျွန်တော်ပြောတယ်မကြည်တဲ့တပိုးမထမ်းရဘူးဝိညာဉ်တစ်လုံးကဲခြင်းလို့အမေရိကမှာတခြားမှာမဟုတ်ဘူးဒီတိုင်းပြည်မှာသူတော်မှာတဲ့မယုံကြည်သူကပြောင်းလဲတာတဲ့ဒါကြောင့်မယုံကြည်သူတွေပြောင်းလဲဖို့အတွက်သူယူပြီးအေဝဂနီလုပ်မယ်အဲ့ဒါကိုဘာခေါ်လဲဆိုအဖေထက်သားတလားကြီးလို့ခေါ်တယ်ကောင်းကင်အဖပြောပြီးသားမကြည့်တဲ့တဘောမထမ်းနဲ့ तू ကဖျားတဲ့စေတနာရှိနေတယ်အကြံဉာဏ်တော်တော်ကောင်းတယ်ယူပြီးမှပြောင်းလဲအောင်လုပ်မယ်ကျွန်တော်ပြောတယ်အဲ့ဒီကြံပိုက်မရှိဘူးအော်ဆရာရဲ့ဘာပဲဖြစ်ဖြစ်ကျမ်းစာကပြောတယ်ရန်သူကိုပြီးချစ်လောအရေးထဲမှာ तू ကမြစ်တာလေကြီးတာကျမ်းစာကပြောတဲ့ရန်သူဆိုတာမညီတဲ့တဘိုးပြောတာမဟုတ်ဘူးအဲ့ဒါနဲ့တိုးတိုးပြောရင် तू ယူလိုက်ရောနောက်တစ်ခေါက်ကျွန်တော်လာတော့တွေ့ရောသူတို့လင်မယားတွေခေါ်လာတဲ့ကျွန်တော်စီကိုခေါ်လာတယ်ဘာမပြောပါဘူးဟောပေးတဲ့ဆရာတဲ့ထမင်းကျွေးပြီးမှတိတ်နေပြောဆရာနည်းနည်းတက်တိခံပေးအောင်နဲ့ကဲ့နေချင်းဟာနေပဲပြောတာပဲယူပြီးနေပြောင်းရအောင်ဟောမယ်ဆိုနေဟောပါငါဘာလို့လာတက်တိခံပေးပါသူထင်တာတော့ထမင်းစားရင်နဲ့တက်တိခံမယ်ထင်တာမခံဘူးကျွန်တော်ထမင်းပဲစားပလိုက်မခံပါဘူးဘယ်လူလေလှုပ်လို့ရမှာယူတာသူတက်တိခံမှာငါဘာမှမဆိုင်ခံထမင်းပဲစားသူလည်းစောက်နေတာဘယ်တော့တက်တိခံလဲကျွန်တော်အောက်ကနေပဲခြေထောက်နဲ့တို့ဘလောက်တော့ကျွန်တော်လည်းခြေထောက်ကိုနောက်ဆုတ်ထားတော့ဖိနိုင်ကောနေရှော့လာပြီးတို့သူမိမကောင်းထိုင်တယ်သူမိမသူဘာလို့ရှော့လဲသူမသိဘူးသူမိမမသိဘူးလေငါအောက်မှာတို့နေတာခံပါဦးအဲ့လေသူပဲပြောတာပဲရပါတယ်ငါယောက်ျားလေးပဲပြောင်းလဲအောင်တတ်သိခံမှာပေါ့ဘာလို့မရငါတော့ပြောင်းလဲသေးတာဖယားသခင်ကိုရှာမရှိနဲ့ဖယားဒါမလုံနဲ့ဆိုမလုံနဲ့ပဲဟုတ်လားမဟုတ်လားအေးဖယားသခင်ကမလုံနဲ့ဆိုမလုံနဲ့ तू သွားယူလိုက်ရောအခုလေခလေးလေးရခလေးရပြီအခုမှခေါမရီးနောက်ကောင်လေးတယောက်နဲ့ချက်အခု तू ငိုရောကျွန်တော်နဲ့တွေ့တော့ဘယ်လိုလုပ်နေပဲပြောင်းလဲအောင်လုပ်နိုင်နေဆိုလုပ်ပေါ့နေဘလောက်တော်လဲမသိဘူးမှာသူများချိတ်သွားကျွန်တော်ပြောတယ်အေးနေမကြိုက်ဘူးကွာလိုက်ပေါ့သူများနဲ့သူပေါင်းနေပြီပဲဘာမှပေါင်းလဲကျွန်တော်နေတဲ့အိမ်မှာပဲပေါင်းနေတယ်တေးရောဒုက္ခပဲကွာမင်းဥစ္စာလေအဲ့ဒါနေရဲနေပါလေခေါ်တိုင်ပြီးဖမ်းခိုင်းလိုက်လေဆရာဗမာပြည်လိုမဟုတ်ဘူးတဲ့အဲ့ဒါကဒီနိုင်ငံမှာလွတ်လပ်တဲ့ဟောပွားရောဒုက္ခပဲမင်းဘဝလေဒါဆိုလဲမပေါင်းခြင်းမပေါင်းနဲ့တော့ဆရာမပေါင်းရင်ကျွန်တော်ထောက်ပံ့ခြင်းပေးရမှာ
ဒုက္ခပါပဲမပေါင်းလဲထောက်ကရမယ်ပေါင်းရင်လည်းတကယ်လည်းပေါင်းလို့မရခလေးတွေလည်းကျွန်တော်ကြည့်ရမယ်ဘယ်လိုလုပ်လဲကောင်းပါလေသူ့ကိုလိမ့်ပြီလားခံရပြီလားခံရပြီလားဘာကျဲလဲအဲ့ဒီဒုစရိုက်မျိုးစင်မကျဲခင်ဖယားသူ့ကိုခေါ်ပြလားပြောလေခေါ်ပြလားအဲ့ဒါမားတယ်မယူရဘူးမပြောဘူးလားပြောနေတဲ့ဂျားတွေကဂယုဆိုင်လားမဆိုင်တော့အခုဘာခံရပြီလဲလူလေခံရပြီဒါပဲအဲ့ဒါဥပမာပြောတာတိုက်ဆိုင်ခွန့်တော့နီလာအမျိုးမျိုးရှိတယ်လိန်နေဆိုတာအမျိုးမျိုးဒီတစ်မျိုးတည်းမဟုတ်ဘူးဟုတ်လားမဟုတ်လားအေးအမျိုးမျိုးရှိတယ်စဉ်းစားကြည့်အဲ့တော့ဒီနေ့ဓမ္မရှိတဲ့မိဘညီကိုမောင်နှမများနှုတ်ကပတ်တော်ကြားလားကြားလားကျမ်းစာဖတ်ရင်ရောမြင်ရလားသူများသက်သေခံချက်တွေရောကြားရလားကြားရရင်အတိတ်ပဲကကိုယ့်ကိုဖယားသခင်စကားပြောနေတယ်အာမင်ငါနဲ့များတိုက်ဆိုင်နေရင်ကိုယ့်ကိုပြင်းမတိကျင်ဟာမဆောင်နဲ့ပြောနေတာကြားရတာနဲ့မတိကျင်ဟာဆောင်သွားရင်အဲ့ဒါဘာခေါ်လဲအဲ့ဒါဘာခေါ်လဲအေးဖယားကြောင့်မဟောနေတာကြားရတာနဲ့မတိကျင်ဆောင်သွားအိမ်တော်စည်းဝေးမှာတတ်သိခံနေတာအိမ်ရှင်မကြားရတာနဲ့လာတဲ့လူကမတိကျင်ဆောင်နေတာကြည့်နော်ကျမ်းစာဖတ်တဲ့အခါမှာတွေ့တယ်ကိုနဲ့တိုက်ဆိုင်နဲ့လိုင်းအောင်တားလိုက်သေးတယ်ပြီးတော့မှမတိကျင်ဆောင်သွားအဲ့ဒီလူမျိုးတွေဟာဘာမျိုးစိတ်လဲဒုစရိုက်မျိုးစိတ်ကျဲရင်ပြောဘာခံရမလဲအေးလူလိန်ခံရမယ်အဲ့ဒါကိုကျမ်းစာမှာမုတာအသီးနှံစားရတယ်လို့ခေါ်တယ်သဘောပေါက်လားဒါကြောင့်လို့ဒီနေ့ရောက်လာတဲ့မိဘညီကိုမောင်နှမများပြောကျင်တယ်မုတာအသီးနှံမစားရဘူးလူလိန်မခံရဘူးခုကလေးကဖယားသခင်ကတင့်ကိုကာကွယ်နေတယ်မင်းမနော်တင်လူလိန်မခံရအောင်ဖယားတင့်ကိုဘာနဲ့ကာကွယ်လဲဖြေပြောလေဘာနဲ့ကာကွယ်လဲနှုတ်ကပတ်တော်နဲ့ကာကွယ်တယ်အချိန်ကြီးကြားရလား